ကြာစံချက်ကိုရှေ့ကောင်းလို့တူတူချက်ကြမယ်နော်ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါမင်းတို့ကချက်ချက်တော့ကလေးလေးထည့်ပြီးတော့ချက်ပါမယ်ရှင်ကဲအရင်ဆုံးဒဲအိုးလေးကိုစီလေးထည့်မယ်ပြီးရင်သလုံးလေးထည့်မယ်ကြက်သွန်ယူထောင်းထားတာလေးကိုစီတက်မယ်စီတက်ပြီးသွားပြီဆိုရင်တော့အယောင်တင်းမုံလေးကိုထည့်ပါမယ်ကဲအယောင်တင်းမုံလေးထည့်ပြီးသွားပြီဆိုရင်တော့ပဇွန်ကြောက်ကလေးတွေကိုလည်းထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ကြက်သွန်ဦးလေးတွေကိုလည်းပဲထည့်လိုက်မယ်နော်ကဲတခြားလေးမွေပြီးသွားပြီဆိုရင်ကြက်သားလေးတွေလည်းပဲထည့်လိုက်ပါမယ်ရှင်ကဲကြက်သားထည့်ပြီးသွားပြီဆိုရင်တော့ခုနကတော့ကြက်ချောက်ကလေးတွေလည်းပဲထည့်ပါမယ်နော်ပြီးရင်တော့ကဲငံပြားရည်လေးထည့်မယ်ပြီးတော့ကြက်သားမုံလေးထည့်မယ်ချုံမုံကြိုင်ချုံမုံလေးလည်းထည့်နော်ပြီးရင်စားလေးလည်းပါတင်ပြူးလေးထည့်ပါမယ်ရှင်ပြီးရင်တော့လေရေလေးနည်းနည်းထည့်ပြီးတော့ခဏလေးအုပ်ထားမယ်နော်ကဲခဏလေးကြာတဲ့ခါမှာဒီလိုပုတ်ပွက်ဆူလာပြီဆိုရင်အသားရူလေးတွေငုံဥလေးတွေထည့်မယ်မိုးကြောက်ပဲလေးကလေးတွေထည့်ပါမယ်ရှင်ထည့်ပြီးသွားပြီဆိုရင်တော့ရေထည့်ပြီးတော့ပေါ့နော်ခဏလေးပုတ်ပွက်ဆူအောင်တည်ထားပါပြီးပြီဆိုကမှပုတ်ပြီဆိုကမှဒီကြာစံလေးတွေကိုရေစိမ့်ထားပြီးသားလေးတွေကိုမတော့ထည့်မယ်နောက်ဆုံးမှာတော့ငရုတ်ကောင်းလေးလည်းဖြူးမယ်ကြက်ဥလေးကိုလည်းခလောက်ပြီးတော့အဲ့လိုမျိုးလေးထည့်လိုက်မယ်နော်ဒါဆိုရင်တော့အရန်ကုန်မှာအရသာရှိတဲ့ကြာစံဟင်းကားလေးတစ်ပွဲရပါပြီရှင်ဒီကြာစံချက်ကိုရှောက်တိတုံးနဲ့စားမှာဖြစ်ပါတယ်ရှင်လိုက်လုံစားကြည့်ကြအောင်နော်